Ina Amira Mira Wipakana Tindan Nuyari Kiri Jaro Mira Wipakana Yijemu Tindan Lo Amici Banya Tu Yiri Jaro Yijemu Mabau Yijemu Lugri Bene Dime Yijemu Tindan Kiri Timbide Kiri Tija Sajere Kiri Nale Dade Laimani Abjana Kiri Nedulo Tu Biogalo Goam Luigi and Mabiola in Shabukan, no? Tija Mother Simon Nangale, when I was living a Yambiola Home. Where is our Simon Nangale, Joe Ban Kwan to Pujayama? Yamalo Amelza. When the land saw you, swinging in a TV lower. Pinya Sanda Doro, the lover, and a girl. Lova Dora Moa and the Bedia Atela, Era Kudu Bumar, Lova Dora Moa, Agudu Bumar, and Neabono Hisa Wabid. Amoha Sura, a mango bira, Pinya Locore. I saw Maji, Pinya Bama Bakamagu Nasangware. Pinya Bare Kamado, Kama Tamye Kudo, Pinya Mabaro, Kama Wigi Kudo, Kama Wigi Kudo, Pinya Mabaro, Aroda, Namure, Tajan, Tuhe to Kore. Kama Tamuro, Pinya Balo, Aroda, Amoha, Alova, Aroda, Amoha, Toyo, Tihe Kore. Tihe Kudo Sura, Budure Balo, Alova, Aroda, Amoha, Balo. Tiye Bogua, Badubalo, Aroda, Alova, Namio Balo, Alova, Aroda, Namio Bale, Kudo, Tiye Kama, Wakeyo Kudo, Wakeyo na Alova, Aroda, Namio Bale, Kudo, Alova, Aroda, Awa, Doyo Bayan. Tihe Kama, Bambayo Kudo. Tihe Kama, Bambayo Kudo, no? Bambayo Sura Amoa Bare, Wayo Sura Amoa Malo, Nabavi, Tihe. Bambayo Alawa Adora Amoha, Bambayo Balo, Tihe. Tihe Kamila Wayola. Tihe Kamila. Era Mata, era Kamagu, Namio Quebo. Pinya Bama Bar, Namio Guera. The Sanda Sara Lulada, Wiria Sara Jugada, Sanda Wiria, Tadara Yoji Hu, Kangaya Yoji Hu, Tada Ane Avia Gueviare, Pinya Sanda Wiria Tada, Sanda Wiria Tada. Ane Amia, Queva Laviano Ogata Bomio, Okato Kata Yatania Ogata Amia Okato Maga Amia Omaga Bomio, Omago Kata Anya Omaga Anya Omaga, Nyatenya Sanda Wiria Tara, Ane Amia, Quaviano, Hello Omaga, Ogatari, Quavia Laviano, Alon, Kamaguru, Senna Loa Fedware. Ye Kamaguru, Chow Yo, County Alma Paji.
တွေကာမကုသိုလ်6မျိုးကာမကုသိုလ်12လွှာဖြစ်သွားတယ်နော်ပုဂ္ဂိုလ်4မျိုးနဲ့ဆက်ရမယ်အဲ့ဒီမှာကြည့်ဒီကာမကုသိုလ်6မျိုးကောင်းစီကြည့်အောင်ပါဒီဥက္ကရာကာမကုသိုလ်3လွှာကို1လို့ရေးထားဒီဩမကကာမကုသိုလ်3လွှာရဲ့ဒွေဥက္ကဋ္ဌကာမကုသိုလ်3လွှာရဲ့အဲ့ဒီ2လွှာကို2လို့ရေးထားအဲ့ဒီအောက်ကဒွေဩမကကာမကုသိုလ်3လွှာက3လွှာစီ4ခု3လွှာစီ4ခုဥက္ကဋ္ဌကာမကုသိုလ်က3လွှာဒီဥက္ကဋ္ဌကာမကုသိုလ်က3လွှာဒီကာမကုသိုလ်က3လွှာဒီကာမကုသိုလ်က3လွှာ3လွှာဆိုတော့6လွှာနော်အဲဒီ6လွှာမှာထိဆုံးက1လွှာကို1လို့ရေးအဲဒီအောက်ကဒီဩဝကကာမကုသိုလ်3လွှာဒွေဥက္ကဋ္ဌကာမကုသိုလ်3လွှာအဲ့ဒါကို2လို့ရေးဒီဩဝကကာမကုသိုလ်3လွှာက3အဲ့ဒါ3က4စုပထမအစုက1ဒုတိယနဲ့တတိယအစုက2သရုပ်အစုက3နော်အဲ့လိုမှတ်ထားဟိုဘက်ကိုလှမ်းလိုက်ပါတဲ့ပုဂ္ဂိုလ်4မျိုးစရာဆိုတာ54မှာလားပုဂ္ဂိုလ်4မျိုးစရာတဲ့တွေ့လားဒုက္ခတိအဟိပုဂ္ဂိုလ်ပြီးတော့သုဂတိအဟိပုဂ္ဂိုလ်ပြီးတော့ရွေပုဂ္ဂိုလ်ပြီးတော့ရွေပုဂ္ဂိုလ်ဟုတ်ပြီဒုက္ခတိအဟိပုဂ္ဂိုလ်အပယ်လေးပုံသားတွေမယတရိကပိဋ္ဌသူတို့အပယ်လုံးသားတွေဒုက္ခတိပုဂ္ဂိုလ်ခေါ်တယ်အဲ့ဒါအကုသိုလ်ကြောင့်ဆိုအကုသိုလ်ကြောင့်အပေလေးပုံမှာဒုက္ခတိအဟိပုဂ္ဂိုလ်ဖြစ်သည်အောင်နေကြီးဘာပုဂ္ဂိုလ်နွားအိုကြီးဘာပုဂ္ဂိုလ်အိမ်တွင်ဘာပုဂ္ဂိုလ်ဘာကြောင့်ဖြစ်ဘာမှအစွမ်းမတတ်ဘူးကအဲ့ဒါဒုက္ခတိအဟိပုဂ္ဂိုလ်တွေအပေပုံသားတွေဒုက္ခတိအဟိပုဂ္ဂိုလ်ပြီးတော့ကြည့်အကွက်ကိုဘာပုဂ္ဂိုလ်လဲသုဂတိအဟိပုဂ္ဂိုလ်လူဘုံနဲ့သတုမာရဲ့နတ်ဘုံနှစ်ဘုံမှာရှိတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကအဲဒီသုဂတိအဟိပုဂ္ဂိုလ်သုဂတိအဟိပုဂ္ဂိုလ်ကဒီဩမကကာမကုသိုလ်3လွှာဟိုဘက်ကပြောခဲ့ပြီအဲဆိုဒီဩမကကာမကုသိုလ်3လွှာကြောင့်လူဘုံသတ္တုမာရဲ့နတ်ဘုံမှာသုဂတိအဟိပုဂ္ဂိုလ်ဖြစ်သည်သုဂတိအဟိလူဆိုတဲ့လူညဘာမှသုံးလို့မရဘူးအညံ့ဆုံးကာမကုသိုလ်ကြောင့်ဖြစ်တဲ့လူပဲကွာဒွိဟိဩမကကာမကုသိုလ်3လွှာတဲ့အညံ့ဆုံးကာမကုသိုလ်အဲဒီကုသိုလ်ကြောင့်ဖြစ်တဲ့လူဟာလူည10တန်းအောင်ရင်အောင်မောင်းရင်တတ်မယ်ဆိုအသေးသာခံရမယ်သူ10တန်းမအောင်ဘူးအဲဒီလူညအဲကတော့ဘွဲမပြောနဲ့ဘိုလ်မှုမပြောနဲ့အရာကံဘိုလ်တောင်မဖြစ်ဘူးအဲဒီသုဂတိအဟိစစ်သားတောင်မဖြစ်ဘူးသုဂတိအဟိနတ်ဆိုတာကလည်းအမိရာရနေတာနတ်လို့တကယ်တကောအချိန်ဝါမရှိဘူးတဲ့ထေရမောက်ဘိုးတော်တွေကိုကြောက်ရတယ်အဲဒီသုဂတိအဟိနတ်တရားထေရမောက်ဘိုးတော်တွေကခိုင်းရင်ခိုင်းသူတို့ခိုင်းတာမလို့နှိမ့်ဆက်တယ်တဲ့အဲဒါသုဂတိအဟိနတ်တရားဘိုးတော်လုပ်ငန်းကျင့်ရင်မအောင်ရင်မို့သူတို့ကနှောက်ရက်တယ်ဘိုးတော်ကျင့်လို့အောင်ရင်တော့သူတို့နှိမ့်ဆက်ခါမှကြောက်လို့ကြိုတင်ပြီးတော့မအောင်မြင်အောင်နှောက်ရက်တယ်ဒီနေ့ဘိုးတော်တွေအများကြီး
သုဂတိဟိနတ်တွေဖြစ်စီလို့မအောင်မြင်နိုင်ဘူးအဲ့ဒါတရသေးမှတ်တာနော်မအောင်မြင်တဲ့ဘိုးတော်တွေလင်းရညာတာဘောကငလိန်လေးညာတယ်ကြီးပဲသုဂတိဟိနတ်သုဂတိဟိလူညံ့နေသုဂတိဟိပြီးတော့ဒွိဟိပုဂ္ဂိုလ်တဲ့တွေ့လားတွေ့ပါရဲ့ဗျာတိဟိဩမကကာမကုသိုလ်သုံးလွှာဒွိဟိဥက္ကဋကာမကုသိုလ်သုံးလွှာဒီကာမကုသိုလ်6လွှာကြောင့်လူဘုံနတ်6ဘုံမှာဒွိဟိပုဂ္ဂိုလ်ဖြစ်သည်ပြီးတော့တိဟိပုဂ္ဂိုလ်နော်လူဘုံနတ်6ဘုံမှာပဲတိဟိဥက္ကဋကာမကုသိုလ်သုံးလွှာကြောင့်လူဘုံနတ်6ဘုံမှာတိဟိပုဂ္ဂိုလ်ဖြစ်သည်တိပုဂ္ဂိုလ်လူကတော့လူထက်တယ်လူတန်တယ်လူသွမ်းတယ်အဲ့ဒါဘိုးဖြစ်တယ်ဆိုတာတာမန်ကုသိုလ်မဟုတ်ဘူးဘိုးကနေတစ်ဆင့်တက်ပြီးဆင်းဘိုးချုပ်မှုရှိသည်ဆိုတော့အင်ဗဒံအားကောင်းတဲ့ဒီဥက္ကဋကာမကုသိုလ်သွမ်းအားတွေကြောင့်အကြီးအကျယ်ထိတ်ဆုံးရောက်သွားတာငါတို့လည်းထိတ်ဆုံးရောက်ရှင်တယ်လို့ဒီလိုဆန္ဒရှိရင်ဥက္ခဒုက္ခနာတိကာမညာဏတမေကုသိုလ်တွေရအောင်လုပ်ရမယ်လို့သဘောပေါက်နော်မှတ်စိတ်ကာမဝဒညာဏတမေကုသိုလ်ဥက္ခဒုက္ခတာတိကာမညာဏတမေကုသိုလ်တွေပဲအဲ့ဒါနေ့စဉ်မှတ်ရင်1မိနစ်ကိုလက်ရှိဘဝလောကီချမ်းသာပေးမယ်ဥက္ခဒုက္ခတာတိကာမတံပြည့်ကုသိုလ်1မိနစ်ကို420 60ကလက်ရှိဘဝချမ်းသာကောင်းကျိုးပေးမယ်1မိနစ်လက်ရှိဘဝလောကီချမ်းသာပေးမယ်ဥက္ကဒုက္ခတာတိကာမညာဏတံပြည့်ကုသိုလ်60 1မိနစ်ကို60တနာရီဆို3600နော်အဲ့ဒါနေတိုင်းသာကြည့်ပါကမင်းတို့တိုးတက်ခြင်းချမ်းသာခြင်းကြီးပွားခြင်းမင်းတို့ချမ်းသာကြီးပွားမှလိုင်မာဒီမှာလည်းပြည့်စုံပါနော်ကိုတရားထိုင်တဲ့နေရာဆိုမေ့မှာမဟုတ်ပါဘူးဟောနိုင်ငံခြားရောက်သွားတဲ့ကလေးတွေဒီမှာတရားထိုင်ပြီးမှနိုင်ငံခြားရောက်သွားကလေးအစကအဆင်ပြေလို့အိမ်ငွေပြန်ပို့တယ်လိုင်မာဒီမှာဘယ်တော့လူပါအမိဘတွေကလိုင်မာဒီမသိဘူးသားတွေကသာဒီမှာတရားထိုင်လို့သိတယ်သူတို့သွားနေကြခင်မင်းကြီးတွေနဲ့ကြောင်းပဲလူချင်းနေတဲ့မိဘတွေကအဲတော့ကလေးတွေကပြောတယ်လိုင်မာဒီမှာမလို့ရင်ငွေမပို့ဘူးဆိုတော့အဲဒါနဲ့လိုင်မာဒီမှာမလူချင်းမဲ့နဲ့လူရတယ်လို့တစ်စင်းစကားကြားဘူးတယ်နော်ချမ်းသာစေခြင်းလို့တနိုင်ငံလုံးချမ်းသာကြည်ပွားဖို့အရေးကြီးတယ်အဲဒါကြောင့်ဒါတွေဟောပြီးသင်ပေးရတာဒုပတိအဟိပုဂ္ဂိုလ်ပေပုံနာသုပတိအဟိပုဂ္ဂိုလ်လူပုံနာသတုမာရနတ်ပုံနာဒီဟိပုဂ္ဂိုလ်တိဟိပုဂ္ဂိုလ်လူပုံနတ်6ပုံကာမတုပတိ9ပုံသာတဲ့အဲဒီပုဂ္ဂိုလ်၄မျိုးမှာတိဟိပုဂ္ဂိုလ်ရဲ့ဒီသိပ္ပံဝိပဿနာအလုံးအထုံးရင်မဉ္ဇဉ်ပုံညာတိရနိုင်တယ်ဒုပတိအဟိပုဂ္ဂိုလ်ကတော့ဒီတရားအထုတ်ခွင့်ကိုမရှိဘူးသုပတိဟိပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ရဲ့ဒီတရားအထုတ်ခွင့်မဲ့ဖို့တိတော့မရဘူးတဲ့ဉာဏ်စဉ်တော့ရမယ်တဉာဏ်2ဉာဏ်3ဉာဏ်လောက်တော့ရမယ်3ဉာဏ်လောက်ရလဲဥက္ကဒုက္ခရတိကုသိုလ်ပဲနော်အသိဉာဏ်ကုသိုလ်နောက်ဘဝဒီကုသိုလ်ကပရိသတ်တွေကျိုးပြီးရင်လူဘုံနောက်ဘုံမှာတိဟိလူတိဟိနာဖြစ်မယ်အဲ့ဒီခါကျဒီသတိပ္ပံအထုတ်ရင်မဲ့ဖို့နိဗ္ဗာန်ရမယ်တဲ့ငါဘာဘုတ်ကိုမှမသိဘူးနော်သိလားဒီပုဂ္ဂိုလ်မှမဲ့ဖို့နိဗ္ဗာန်ရတယ်ဆိုတော့ငါဒီပုဂ္ဂိုလ်ဟုတ်မဟုတ်လို့သိဖို့မလိုဘူးလားသာမဏေ19ယောဂီအရေးချင်း5မျိုးတဲ့ကောင်းစီကတွေ့လားဖတ်ကြည့်သာယုံကြည်19တောင်ရှာမတွေ့ဘူးလားဘုယောဂီသိရှာပါရကူလား19ကနဲ့ရှာမတွေ့
ယောဂီရေးချင်း၅မျိုးတဲ့နံပါတ်1ကယုံကြည်တဲ့နံပါတ်2ကကျမ်းမာနံပါတ်3ကစိတ်ဖြောင့်မတ်တဲ့နံပါတ်4ကမလစ်လက်ရှုမှတ်ကြိုးစားသည်တဲ့နံပါတ်5ကဖြစ်ပြသိပြီတဲ့လေးဉာဏ်ရပြီအဲ့ဒီအရေးချင်း5မျိုးနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ပဲလို့မှတ်ပါယုံကြည်ဆိုတာဘုရားကိုဂုဏ်တော်9ပါးသဘောပေါက်နားလည်ပြီးယုံကြည်ကြည်တဲ့စိတ်ဂုဏ်တော်6ပါးသဘောပေါက်နားလည်ပြီးတရားကိုယုံကြည်ကြည်တဲ့စိတ်ဂုဏ်တော်9ပါးသဘောပေါက်နားလည်ပြီးတန်ခါယုံကြည်ကြည်တဲ့စိတ်အဲ့ဒီတရားရှိရမယ်တဲ့နံပါတ်1ဘုရားတရားတန်ခါယုံကြည်ရမယ်ကံကံရဲ့အကျိုးယုံကြည်ရမယ်တဲ့အကုသိုလ်ကံကြောင့်ဆိုးကျိုးရကုသိုလ်ကံကြောင့်ကောင်းကျိုးရအကျဉ်းချုပ်ဒီလောက်ပဲယုံကြည်ရင်ပြည့်စုံပါတယ်အသေးစိတ်ရှိတဲ့ယုံကြည်ရင်တော့ပိုကောင်းတာပေါ့ယုံကြည်ပရိပဒအကျင့်နဲ့ယုံကြည်ရမယ်အဲဒီယရဏ3ပါးရဲ့ကံကံရဲ့အကျိုးရဲ့ပရိပဒအကျင့်ရဲ့ဒီ5မျိုးယုံကြည်တဲ့တရားတရားရှိရမယ်သိကြမရှိယုံကြည်ရမယ်နံပါတ်1အရေးချင်းပြည့်စုံရင်ကျမ်းမာရေးပြည့်စုံရမယ်နံပါတ်2အရေးချင်းကနံပါတ်3ကစိတ်ထားဖြောင်းရမယ်တရားလျှောက်တဲ့အခါကျတော့သူများတွေလျှောက်ဖော်ဝရရကိုယ်လည်းကြတယ်ကိုယ်မှကိုယ်လေးမရှိတော့သူများပြသကြတယ်လေဖန်တန်းစီပြီးကိုယ်ဟာလိုလုပ်လို့လျှောက်အဲ့ဒါကိုစိတ်မဖြောင်းမှဘူးအဲ့တော့စိတ်ထားဖြောင်းရမယ်တဲ့နံပါတ်3ကနံပါတ်4မလစ်လက်ရှုမှတ်ကြိုးစားသည်အိပ်ပျော်ခြင်းချမ်းသာအဆဲပြတရဇရှုမှတ်နားဆုံးမရောက်လက်မမြောက်ဆိုတဲ့အတိုင်းအဲ့ဒါသေချာခြင်းသေချာခြင်းလို့နံပါတ်5အရေးချင်းလေးညာရပြီဆိုရင်တော့ငါတိပုဂ္ဂိုလ်ပဲလို့လက်ခမောင်းခတ်ခြင်းကခြေခမောင်းခတ်ခြင်းကပေါ့နော်ဆက်ပြီးတော့ကျင့်မဲ့ဖို့နိဗ္ဗာန်ရမယ်အဲ့ဒါငါတိပုဂ္ဂိုလ်ဟုတ်သလားမဟုတ်လားအဖြေရှာဖို့ကိုယ်နဲ့ကိုယ်ပြေးရှာမှရမယ်နော်ကျန်တဲ့လူကဘယ်သူမှမင်းကတိပဲကွာတိပဲကွာလို့မပြောနိုင်ဘူးဗေဒင်ဆရာသွားမေးလဲသူမသိဘူးရဟောမှာပဲဗေဒင်ဆရာလည်းသွားမမေးနဲ့ကိုယ့်အကူသာအဖြေရှာသေးချာကျင့်ပြီးအဖြေရှာလို့နံပါတ်4ဉာဏ်ရရင်ငါတိပုဂ္ဂိုလ်လို့ယုံကြည်စိတ်ကဆက်ပြည့်15သောတပတိမေညာတလနဲ့မရ2လ2လနဲ့မရ3လ3လနဲ့မရ4လတစ်နှစ်နဲ့မရ2နှစ်2နှစ်နဲ့မရ5နှစ်5နှစ်နဲ့မရ6နှစ်6နှစ်နဲ့မရ9နှစ်ဆိုရကိုရမယ်တဲ့အဲလိုဇေကောင်းကလည်းကျင့်ရမှာနော်အပျော်သဘောနဲ့ရိပ်သာဝင်အိမ်ပြန်ရောက်မေးမေးပြောက်ပြောက်နေဒီလိုကတော့မဖြစ်ဘူးကြလားအဲ့ဒါဖြစ်ပြမြင်ဒီ5ခုရှိရောက်နိဗ္ဗာန်ပြီးငါတည့်ပုဂ္ဂိုလ်ဟုတ်မဟုတ်ကိုယ်ကိုဖြေရှာဖို့တဲ့အဲဒီမှာစာကြမ်းမှသိတယ်ကွလောတော်မောမှာနော်ဆိုစမ်းအဲဒီကိလေသာ10ပါးဆိုတာအကျင့်အဲ့ဒါလည်းရအောင်ကြည့်ထားကဲဗလာသောမျက်နှာဖွင့်စာရွက်တော့မှခေါင်းစည်းရမယ်ဗလာသောမပါပြန်ကြဘူးလားမပါတဲ့လူကလည်းရှိတယ်နဲ့တူတယ်ပေါ့1500ကိလေသာပွားနည်းလို့ခေါင်းစည်း1500ကိလေသာပွားနေပြီးတော့လည်းကမှစာပြောင်းမှာတစ်လို့ရေးလိုက်နန္တိပညာနဲ့နန်းကရေးချမတ္တနန်းဒီသွေတို့တော်မူပါကြောက်ရေးညာရေးသေးသေးတင်ဒီပညာလို့ပါတယ်ပညာလို့မသဘာနဲ့နန္တိပညာတချောင်းပုတ်ဖြတ်နန္တိပညာတခြားမဟုတ်ပြပြင်ယုတ်နိဗ္ဗာန်နဲ့ရာဂောတရားနဲ့ပတ္တယုတ်နာဂလောဟိတေနိပြီးတော့ပေါက်သောကဖောက်ထုတ်ခဲ့
ဆင်းပြီးတော့နတ္တနိဗ္ဗာန်လို့ပါတယ်တခြားပုတ်ဖြတ်နိကနေလို့အတန်ထွက်တာဖောက်တဲ့ဘကပါကြောက်ကြောင့်နိကနေလို့အတန်ထွက်တယ်နတ္တတာအောက်ကဖောက်တဲ့ကိုသားတယ်ဖန်တဲ့နိဗ္ဗာန်နန္တိပညာယုတ်နိဗ္ဗာန်တခြားပုတ်ဖြတ်ပြီးလာရေးပြီးကာကြီးရေးကာကြီးအောက်ကခါခွေထဲနာကြီးသေးသေးတင်လက္ခဏာလို့ပါတယ်လက္ခဏာယုတ်လေးရာရံပတ္တယုတ်သွေးတို့လာနှလုံးပေါက်နှချောင်းပုတ်ဖြတ်လက္ခဏာယုတ်လေးနန္တိပညာယုတ်နိဗ္ဗာန်လက္ခဏာယုတ်လေးမှန်တယ်နော်မှန်ပါဗျာအကြည့်သာနံပါတ်1ထိုးနံပါတ်2ထိုးရင်ပရေးပြီးရင်တောင်းဘောနာငယ်ဖြင့်ရေးချနတ္တအဲ့ဒါတန်တန်လို့ပါတယ်ပမှာတန်ခဲ့အတန်ရတောင်းဘောနာငယ်ကြောင့်ပနတ္တတန်ပဲရေးချကအောက်ကတောင်းဘောမှာတောင်းမွေးချနတ္တတန်ပဲတန်တန်နဝနာငယ်တဇတနှစ်ဝါယေဝတခြားပုတ်ဖြတ်တန်တန်နဝတန်တန်နဝတခြားပုတ်ဖြတ်ပြီးမြောက်ပွားကတခြားပုတ်ဖြတ်တန်တန်နဝမြောက်ပွားက150ရေးပြီးရင်နှစ်ချောင်းပုတ်ဖြတ်တန်တန်နဝမြောက်ပွားက150ရေးနံပါတ်3ခေကိလေသာတခြားပုတ်ဖြတ်မြောက်ပွားပါတခြားပုတ်ဖြတ်ခေကိလေသာမြောက်ပွားပါ900 1000တွေ900 1000ရင်တခြားပုတ်ဖြတ်ခေကိလေသာမြောက်ပွားပါ900 1000တွေကိလေသာ30ကို1500ပြောင်းလုပ်ဖို့အဲ့ဒါလမ်းညွန်ဆောင်ပုတ်3ခုနန္တိပညာပေါ်မှာ78ကိုရေး53သေပညာပေါ်မှာ53ရေးယုံနိဗ္ဗာန်ပေါ်မှာ78ရေးလက္ခဏာကို4ပေါ်မှာ4ပဲ53ရဲ့78ရဲ့4ရဲ့ပေါင်းလိုက်ဆန်း30မိမရတဲ့မလားရောက်ကြတဲ့မလား25မိမရလားရောက်ကြတဲ့လားမိမရရောက်ကြတဲ့ပုံပြရှိတယ်ကွာရှင်းတော့ကတောတာလေသမားကြီးတယောက်အေးရောက်တဲ့စဘာ30နဲ့လေတဲ့ကျန်တဲ့စဘာ30ပေါင်းတော်တယ်ယောက်ျားကြီး20အစီမပေါ်ဘူးအဲ့ဒါမျိုးကြောင့်မိမရအော်လိုက်တာဟာဟိုကတကယ်ဒီကတကယ်ပေါင်း20ပေါ့နင်တို့မိမရတဲ့ဆိုဟုတ်တာပေါ့လို့ဆိုတယ်သူကရောက်ကြတဲ့အတွင်းနေတာမိမရကမြန်နေတော့သဘောနဲ့ချတခြားပြောက်တော့တဲ့ယောက်ျားကြီးသဘောနဲ့ချတခြားပြောက်တော့တဲ့ဘယ်တစ်ချက်ကြမ်းမှမသိကြဘူးမိမကြီးအော်လိုက်ဟာနှစ်ချက်ကြီးတခြားတော့တခြားကြံတာပေါ့လို့နင်တို့မိမရတဲ့ဆိုဟုတ်တာပေါ့လို့အဲ့ဒါကိုလည်းမိမရလားရောက်ကြတဲ့လားလို့မေးတာ85နော်85 53ရဲ့78ရဲ့4ရဲ့ပေါင်းတော့85နံပါတ်2ကတန်တန်နှဝမြောက်ဘွားကားတဲ့85ကို2နဲ့မြောက်150 150ကို10ကိရိတာမြောက်ဘွားပါ30နဲ့မြောက်1500ကိလေသာအကုန်လုံးရှင်းလားလောဘကဒေါသအမုန်းကမောဟအမိုက်ကမာနပွင့်နေတာကဒိဋ္ဌိအယူမှားတာကစိတ်ကိစ္စယုံမှတံမယကထိနှုတ်တွေကိုထိနာဥဒိစ္စလို့ခေါ်ရတယ်ထိနာပြင်းတာကဥဒိစ္စစိတ်ပြတ်တာကအာရိကဒုစရိုက်ကျူးနေရမှာမဆက်တာကအနတ္တပဒုစရိုက်ကျူးနေရမှာမကြောက်တာက150 10လီ
မှတ်မိပြီနော်1500ကိရိတာအဖြစ်ဆိုရင်တားကြလားဘယ်လိုတားမလဲနိုးလို့တားမလားအိတ်လို့တားမလားမှားနေပြီလို့ပြန်ရှင်းပြကြလားမြန်မာနိုင်ငံမှာသာရပုဂ္ဂိုလ်တွေများတယ်အဘိဓမ္မာသင်္นานအောင်တဲ့ပုဂ္ဂိုလ်တွေများတယ်1500ကိရိတာအဖြစ်လို့ပြောတော့မယ်အမှားတယ်ဤကိလေသာခံရလာမှာကုသိုလ်အားနဲ့ဒီစာရောက်ပါလားဤကိလေသာခံရလာဤကိလေသာကကိုယ်10ပါးကိုပြောတာအဲဒီကိလေသာ10ပါးရှင်းကဖြစ်စေနောက်ကဖြစ်စေခံရတဲ့မဟာကုသိုလ်ဟာသူ့အစွမ်းရှိတော့အကျုံးပေးတာဘူးတဲ့အားနဲ့သွားရောတဲ့ဇလန်းကဩမာဒန်ဒီဆိုတာအများသိပါတယ်အင်မတန်ချောတယ်လာတယ်မိန်းကလေးဩမာဒန်ဒီသူ့မြင်တဲ့လူတိုင်းပဂတိစိတ်နဲ့မနေနိုင်ဘူးစိတ်တွေဖောက်ပြန်ယူတော့ရတယ်အဲ့ဒါသူဩမာဒန်ဒီလို့အမည်ပေးတာဩမာဒန်ဒီဘဝမရောက်ခင်ဆင်းရဲသူမိန်းကလေးအင်မတန်ဆင်းရဲတယ်သူတို့ခေတ်အများသုံးရေပန်းစားတဲ့ဝတ်ထဲကဝတ်ပန်းစုအထည်တဲ့ကောင်းမလေးပြိုရွယ်လေးရောက်လာတော့ဝတ်ပန်းစုအထည်ဝတ်ချင်တာပေါ့သူများတို့သူ့ဝိပါဝယ်ပေးဖို့တောင်းပန်တယ်ဒီသမီးရဲ့ဖေမေတို့ဒီလောက်ဆင်းရတာဒီဝတ်မျိုးဘယ်လိုဝယ်နိုင်မလဲဒီဝတ်မျိုးဝတ်ချင်တဲ့စိတ်တွေကိုချိုးနေဖယ်ဖြောက်ပါမိဘတွေကဖြောင်းပြတယ်ကိုလုံးအားနဲ့ကိုဝတ်ချမယ်တဲ့အလုရှာပေးပါတဲ့အဲ့ဒါမိဘတွေအလုရှာပြီးတော့တတိအိမ်မှာအလုပ်ရတယ်3နှစ်ကြော်ခံရင်အဲ့ဒီဘောပန်းဆိုဝတ်စုံပေးမယ်တဲ့ကောင်မတွေကသဘောတူတဲ့သူဝတ်ချင်တာကိုဒီဝတ်မှာလှတယ်လို့ထင်တာဝတ်ချင်တော့3နှစ်တထဲအိမ်မှာခိုင်းတာလုပ်အဝတ်ထဲလိုချင်တော့သူရိုးသားတာကျိုးသားတာလုပ်တယ်ဘာမှပုံစံမပြည့်စရာဘူးခိုင်းတဲ့အတိုင်းပိပိတတာမမကန်လုပ်တယ်အဲဒီတော့တရေကြီးတော်ကြီးသာသမီရင်သာနာပြီးတော့3နှစ်မပြည့်ခင်သူလိုချင်တဲ့ဝတ်စုံနဲ့တခြားဝတ်စုံနဲ့ပေးစားစရာတောက်စရာတွေပေးပြန်လွှတ်လိုက်တယ်မိဘတွေကလည်းဝမ်းသာလို့ပေါ့သာသမီနဲ့ပြန်ဆုံးရပြီ3နှစ်တော့မကွာရဘူးကမ္မတဲ့ကိုလိုချင်တဲ့ဝတ်စုံရတော့ဝမ်းသာလို့ရေချိုးပြီးမှဝတ်မယ်တဲ့မျက်စိမှာသွားရေချိုးတယ်မျက်စိမှာရေချိုးနေတော့ဘုန်းကြီးတွေကတိက္ကတိကိုမပါပြီးတော့ရေစိတ်ဖြတ်သွားတာမြင်ရတယ်။မျက်နှာနဲ့ကောင်းမြင်ဘုန်းကြီးမှသိတာပေါ့။သူတို့အိမ်ရှိနေစဉ်ဆုံးသွားတဲ့ဘုန်းကြီး။တိက္ကတိကိုမသိလာတော့ဒီဘုန်းကြီးတကိုးတများတွေသင်္ကန်းလူထားလိုက်ပြီးနေတူတယ်။မရှိလို့မလူမလို့တော့မရှိ။ငါတိပါဒါနမှုအားနေရလို့ဒီဘဝမှာဆင်းရဲတာ။ဒီဝတ်စုံလေးတုံရပါမယ်အကြောင်းတော့3နှစ်နီးနီးပြန်မှခံပြီးသူများအိမ်မှာအလုပ်လုပ်ရတယ်။တဝက်တော်ငါလူမဲအောင်မိန်းကလေးကဒီလိုတရားတရားဖြစ်လာတယ်တဝက်လူမဲလို့စိတ်ဖြတ်ပြီးသူရေချိုးခြင်းကနေသူအဝတ်ခေါင်းကလေးပြန်ကောက်ဝတ်အပြေးကလေးဘုန်းကြီးနောက်လိုက်ရတော်မူပါအောင်ခင်ဗျာဘုန်းကြီးရနေတယ်အဲသူဝတ်စုံတဝက်ခွဲပြီးတော့လူလိုက်တယ်ဘုန်းကြီးကဝတ်စုံလေးရလာတော့ခြုံထဲဝင်တိတ်ခက်တိခွာဝတ်စုံလေးခါမှပအပေါ်ကိုမှပပြီးခြုံလေးရပြန်ထွက်လာဝတ်စုံအယောင်နဲ့ဘုန်းကြီးရဲ့အသားအယောင်နဲ့နေယောင်နဲ့ရော့ချက်လိုက်တော့အင်မတန်ကြည်ညိုစပွဲတတ်ပဲသွားတယ်အဲ့ဒါမျိုးရတော့သူတရားတရားတွေတိုးတော့ငါမွတ်တော့ပါဘူးအကုန်လုံးပဲလှူလိုက်မယ်ဆိုအကုန်လုံးလှူလိုက်တယ်လှူတော့ဘာကုသိုလ်ရမူလမကင်ကာမကုသိုလ်ရတယ်အဲ့ဒီအထိဘာကိလေသာမှမပေါ်သေးဘူးဝဏ္ဏတော်ဝဋ္ဌတော်ဟောတိအဝတ်ထဲလှူရင်ရုပ်အစဉ်လှခြင်းဆိုတဲ့အကျိုးဟာမတောင်းမဲ့နဲ့ရတယ်ဟင်းလုံးနေလို့မရဘူးအတင်းလှပြတာအဝတ်ထဲလှူရတဲ့ကုသိုလ်ကအတင်းလှပြတာဟင်းမလုံးနဲ့ဘာလဲအစတုန်းကအဝတ်ထဲတွေလှူပြီးတော့ကိုယ်မှမလှခြင်းရဘူးလားအတင်းလှပြတာအဲတို့ကျောင်းမှာကျောင်းသားတွေ80ကျော်ရှိတယ်အဝတ်ထဲတွေလာလှူကြတယ်တချို့ကျောင်းဝတ်စုံဆိုပြီးတော့ပိတ်စိမ်းအုပ်လိုက်ပိတ်စုအုပ်လိုက်လည်းလှူကြတယ်အဲဒါအဝတ်ထဲလှူရင်ဝဏ္ဏတော်ဝဋ္ဌတော်ဟောတိအစင်းလာခြင်းဆိုတဲ့အကျိုးရပြီးသားဒါရီသူကထပ်ပြီးဆုတောင်းတယ်ဒီဘဝလှူရတဲ့ကုသိုလ်ဆွမ်းအားကြောင့်သူရုပ်အစင်းလှပါစေမြဲရတံပတ်ဆိုတဲ့သဘောမျိုးပေါ့ကုသိုလ်ကျိုးကတော့လှအောင်ပေးမှာပဲဒါရီသူကထပ်ပြီးတော့တောင်းတယ်ဆုဒ
ဒီထိအကုသိုလ်ကိလေသာမလာသေးဘူးနောက်တစ်ခါသုတ္တပြုတောင်းမြန်တယ်သူဖြစ်တဲ့ပေါင်းခြင်းမှာသူ့တို့လှသူတယောက်မှမရှိပါသေးနဲ့တဲ့အဲ့ဒါမိစ္ဆရိယဒေါသအကုသိုလ်ခေါ်တယ်ဒါနဲ့မရသေးဘူးသူ့မြင်တဲ့ယောက်ျားတွေငကိုရိုးသားတဲ့စိတ်နဲ့ရက်တည်မနေနိုင်ပဲယူပါစေတဲ့ငါအမြင်နှာဘူးရည်ဖြစ်ပါသေးဒီစကားလိုပဲနော်အဲ့ဒီစကားနဲ့အဓိပ္ပာယ်တူတူပဲသူရကိုဖျော်ဖျက်ကိုယ်ကဖြစ်စီခြင်းနဲ့စိတ်ဆိုတာစိတ်ကောင်းမှာမဟုတ်ပဲဒေါသစိတ်လေအဲ့ဒါဒေါသကိလေသာခြံရတဲ့ဒီမိဂရိရဲ့ဒါနမှာနောက်ကဒေါသကိလေသာခြံရတဲ့အသက်တိုင်းနေသေးနောက်ဘဝတထေသမီးဖြစ်တယ်လှလိုက်တာသူ့ဆူကောင်းတာသူ့ဖေတထေကြီးကရှင်မြင်းစီတထေပို့တယ်သူကသမီးလှလာကလေးရှိတယ်အဲ့ဒီရှင်မြင်းကလည်းဘေးရင်ယုံတဲ့ရှင်မြင်းကိုဘေးရင်ဆရာတွေအကျော်မော်တွေခေါ်သွားကြည့်ကြဟဲ့တဲ့မိဖုရားမြောက်တိုင်းမမြောက်ထိုက်တဲ့မင်းဆရာပေါ်ဟဲ့ဘုံနာဘေးရင်ဆရာတွေရောက်လာတော့ခန်းခန်းနာနာကောင်းကောင်းမွန်မွန်လေးခင်းပေးခန်းခန်းနာနာချက်ပြုတ်ပြီးတော့သမင်းကျွေးဘုံနာတွေသမင်းစားနေတော့ဥမာဒန်လေးကအလှပြင်းပြီးတော့အခန်းပြင်ပဲထွက်လာတယ်တဲ့သမင်းစားနေမြင်ရတဲ့ပုံသားတွေယူကုန်ပြီသမင်းလုံးပဇာတဲ့တရားမှာပဇာတဲ့မထည့်ဘူးတဲ့မေးအောင်ထိုးတယ်လူကထိုးရိုင်းရညက်တယ်လူကညက်တယ်ငါစဉ်းစားကြည့်တယ်သူတို့ကလားတွေလေကလားတိုင်းပြည်အိန္ဒိယနယ်ထဲမှာဒီဇလန်ကအိန္ဒိယနဲ့မသလာအလွန်စားတာမသလာဟင်းတွေဂျိုင်းရတယ်ထိုးတော့မသလာနတ်နဲ့ဂျိုင်းဆွေးအနတ်နဲ့နော်ဘယ်လိုအနတ်ကြီးထွက်မလဲစဉ်းစားကြည့်အဲ့ဒါဘုံဝါဒန်ကြီးကသူ့အိမ်မှာအာနာရှိတယ်ပုံနှယူတွေဆွဲထုတ်တဲ့သူ့အိမ်မှာကျွန်းယောက်ကြပေါ့အလုတ္တမမျိုးသားတွေပုံနာတွေခေါင်းဆွဲနေကြောတောင်နဲ့ထောင်းတင်မဒူးနဲ့တိုက်ပြီးတော့လွတ်လိုက်တယ်ပုံနာတွေရှစ်နာပြီးထွက်ပြေးရတယ်နန်းတော်ရောက်တော့ဒီမိန်းမမိဖုရားမမြောက်တိုက်ပါဘူးတဲ့သူတို့ရှစ်နာလို့အဲ့ဒါအာဃာတနဲ့ရှင်ဘုရင်အလွဲပြောရှင်ဘုရင်ကလည်းမိဖုရားရှင်မမြောက်တော့ဘူးအဲ့ဒီရှင်ဘုရင်ဘာယုံလို့မိန်းမလှလာကလေးဆုံးရှုံးရတယ်မယုံကြတဲ့နောက်ပေတင်ကိုယ်တိုင်တွားကြည့်လဲဖြစ်သားပဲဟုတ်လားနောက်တော့သူတို့နှက်ခတ်ပွဲတဲ့ပင်နဲ့တစ်မျိုးလုံးအလှပြေးပြီးတော့ရှင်ဘုရင်ဆင်းစည်းပြီးမြို့ကိုလှည့်ကြည့်တယ်မိတွေထုံးလို့ရှင်ဘုရင်မြင်မှပြီးတော့သူ့ဝေဒရိယရှင်ဘုရင်ရဲ့ဘိုလ်ချုပ်အဘိဗာဒကစစ်သူကြီးနဲ့လက်ထပ်ပေးလိုက်တယ်ဘိုလ်ချုပ်ကြောဖြစ်သွားတယ်ရှင်ဘုရင်ဖြစ်ရမှာဧကိရိတာခြံရနာမဟာကုသိုလ်အားနဲ့ဒီဆိုသူလို့ရတဲ့ကုသိုလ်ကမိဖုရားအဖြစ်မပို့နိုင်ဘူးကိလေသာပေါ်လာလို့ဘိုလ်ချုပ်ကြောဖြစ်ပဲပြီးတယ်အဲ့ဒါဧကိလေသာခြံရနာမဟာကုသိုလ်အားနဲ့ဒီဆိုတဲ့လမ်းညွှန်ချက်နဲ့ဆက်သက်တဲ့ဇာလန်နော်ရှင်ဘုရင်မြို့လှည့်တဲ့အခါသူ့ယောက်ျားပြီးတော့သတိရရှင်ဘုရင်အမြင်မခံနဲ့နော်လို့ပြောထားတယ်။ဥမာတန်လေးကအညိုးနဲ့ပဲသူ့မိဖုရားမမြောက်ရကောင်းလားဆိုပြီးမကျေနပ်လို့သူ့ယောက်ျားပြောသူ့ယောက်ျားအလက်မှာရှင်ဘုရင်အိမ်ရှိရောက်လာတော့သူ့မျက်နှာထွက်ပြတယ်။ရှင်ဘုရင်ယူသွားရောဆင်မောကလိမ့်ကြမလို့အမဲအဲ့ဒီအထိဖြစ်သွားတာ။ဆက်ပြီးတော့ခီးမသွားတော့ဘူးနန်းတော်ပြန်ပြီးတော့သူအိပ်ရတဲ့မှာတဲ့အုံနဲ့တဲ့ဘာမှလို့မှမသိဘူးအဲ့ဒီလိုဖြစ်တာတဲ့အဲ့ဒီအုံဝါလေးဇလံဧကိလေသာခြံရနာမဟာကုသိုလ်အားနဲ့ဒီလမ်းညွန်ရလူပြီးမူလမေကဒါနကုသိုလ်ရဲ့နောက်မှာဒေါသကိလေသာခြံရလို့မိဖုရားမဖြစ်ပဲဘိုလ်ချုပ်ကြောလောက်ဖြစ်ရတယ်လို့နားလည်သိကြတယ်နော်တို့ကုသိုလ်လုပ်ရင်ကုသိုလ်ရဲ့နောက်ကကိလေသာမပါစေနဲ့ရှေ့ကလည်းမဝင်စေနဲ့နောက်ဇာလန်တို့ကပင်စပါပြီးတဲ့ပင်စဆိုတာငါပါပြီးတော့ကြည့်မကောင်းတာလက်ချို့နော်မျက်စိနှလုံးတစ်မျက်စိနှလုံးကြည့်မကောင်းဘူးအဲ့ဒါတစ်လို့လက်ကြောင်ပြောတာနားနှစ်ပေါက်တစ်နှာခေါင်းတစ်ပါးစပ်တစ်လက်နှချောင်းခြေနှချောင်းတစ်
အဲ့ဒီ၅မျိုးဘယ်လုံးမှကြည့်မကောင်းလို့တဲ့အဲ့ဒါကြောင့်ပင်စပါပြီလို့မိဘကရောအရကရောခေါ်တယ်အဲ့ဒီပင်စပါပြီမိန်းကလေးပင်စပါပြီဘဝမရောက်ခင်သူလည်းဆင်းရဲသူမိန်းကလေးပဲမောင်းထောင်းပြီးတော့ငှားလိုက်သားရတယ်အဲ့ဒီခေတ်ကအိုးလုံးသမားတွေမြေကြီးတွေတူးမြေကြီးတွေမောင်းနဲ့ထောင်းအမှုတ်လို့အမိုက်တွေရဖတ်တွေဖဲမြေညက်ကောင်မှရေနဲ့ချောပြီးတော့လူတော်ပြည်စီအိုးလိုချင်တဲ့ပုံစံအကြီးတွေလုပ်တယ်အဲဒီမှာမြေမုံတွေထောင်းနေတော့ရှင်ပိဋကဗုဒ္ဓတစ်ပါးကလာပြီးတော့မောင်းမှရက်တယ်အဲဒီမိတ်ကလေးမှာကိုယ်ပိုင်အသိပညာမရှိဘူးရှင်ပိဋကဗုဒ္ဓမြင်ရိုးသေးသေးစီညိုးနဲ့ရှိခိုးရမှာဟာဒီကိုယ်ကြီးကလည်းမြေမုံပဲလိုချင်ရသလားလို့မကျင်တဲ့စိတ်နဲ့မိုက်ကြည့်ကြည့်တယ်အဲဒါဒေါသကိလေသာပေါ်နေတယ်နောက်တော့သူအတွေးပြောင်းသွားတယ်အေးသူလည်းအသုံးလို့ဖြစ်မှာပေါ့လေဆိုမြေမုံနေလှူလိုက်တယ်မြေမုံမလှူခင်ကမြေမုံပဲလူချင်းရသလားဆိုဒေါသကိလေသာဖြစ်ပြီးပြီးတော့မှလှူတယ်မူလမေကာမကုသိုလ်ရတယ်အဲ့ဒီမိတ်ကလေးရတဲ့မူလမေကာမကုသိုလ်ကဝိပယုတ်ကာမကုသိုလ်ရတာတံပယုတ်မပါဘူးသူကညာမှမရှိပဲဥမာလည်းရှိပဲမိတ်ကလေးကမလှူလို့မရှိလို့မလှူမရှိတန်တရားလဲနေမယ်ငါအတိတ်ဘဝကုသိုလ်အားနဲ့လို့ဒီဘဝဆင်းရဲတယ်အနာဝါရီမဆင်းအောင်လှူပဲဒီလိုအတွေးပါတယ်အဲ့ဒါဉာဏ်ပညာအမောအခေါ်တယ်အဲ့ဒါဩမာတန်တိရဲ့ဝတ်စုံလှူရတဲ့ကုသိုလ်ကကာမညာဏတံပယုတ်တိဟိတ်ဥက္ကဋကုသိုလ်လို့ခေါ်တယ်အခုပင်စပါပြီဖြစ်မဲ့မောက်တော်ဓမ္မမိန်းကလေးရဲ့ကုသိုလ်ကကာမညာဏဝိပယုတ်ဒွိဟိတ်ကုသိုလ်ဥက္ကဋစီရင်တောင်းဝင်မှာမဟုတ်ဘူးသူတဲ့ကြောကြမှာမရှိပါလူပြီးပြန်သွားရောအဲ့ဒီမိခင်အသက်တိုင်နေသေးတော့နောက်ဘဝဆင်းရဲသူကဗိုက်ထဲပဲရောက်တယ်ဆင်းရဲသူကဗိုက်ထဲရောက်မွေးလာကုသကပြတဲ့၅မျိုးကြည့်မကောင်းလို့သူကပင်စပါပြီလို့ခေါ်တယ်ပင်စပါပြီတော့15-6နဲ့အရွယ်ရောက်တော့ဒါကလေးမုံမနဲ့လမ်းမကြောင်ကွင်းပြင်မှာထုံးစည်းတို့ရန်ကစားနေတယ်အဲ့ဒီခေတ်ကရှင်မင်းနေကိုယ်တိုင်ဆောင်းလန်းရင်ထွက်တယ်တကောင်ကျော်နန်းတော်ကဘလို့မှမသိအောင်တိတ်တိတ်ထွက်ဆင်းရဲတာဝတ်စုံဝေါ်ပြီးတော့အရက်ထဲလျှောက်လဲတယ်ဒီရက်ထဲမှာငါမကောင်းပြောသူရှိသလားအကောင်းပြောသူရှိသလားနဲ့လျှောက်ထုတ်ထောက်လန်းတယ်မကောင်းပြောသူရှိရင်ရှင်းတယ်မှရှင်မေရသူဆင်းခြင်းတယ်မကောင်းမှုရှောင်တယ်အကောင်းပြောသူရှိရင်လည်းဆက်ပြီးတော့ကောင်းအောင်ကျင့်တယ်ထောက်လန်းရထွက်ထောက်လန်းရထွက်တာပင်စပေတော့ကစားတဲ့ကွင်းနဲ့ဖြတ်မိရောရှင်မေရသူတို့ချင်းချင်းလိုက်နေတာကိုလိုက်ဖမ်းတယ်ပင်စပါပြီးရှင်ပြင်းသွားတိုက်မိရောရှင်ပြင်းတိုက်ပြီးတော့ရှင်ပြင်းကိုနဲ့ပင်စပါပြီးကိုနဲ့ထိတော့ရှင်ပြင်းအရသာပေါ်သွားတယ်ဟာတော်အတွေ့ကောင်းတဲ့မိန်းကလေးပဲလို့အဲ့ဒါမြေမုတ်လှူလို့ကိုရည်ရနူးညံပြီးအတွေ့ကောင်းတာနော်ကိုဖြစ်လို့အရေးရနူးညံတဲ့ဆေးတွေလိမ့်ကြမလို့ဘူးမြေမုတ်လှူပူတင်းလို့လှူပေါ့နော်လူရင်တို့လည်းစားရမှာပေါ့ကိုယ်ရနူးရခြင်းပြောတာလေရှင်ပြင်းဆွဲသွားရောနေမှာအိမ်အောင်ရှိသလားတော့မရှိဘူးလေဒါနည်းနည်းကလည်းညားရအောင်လေဒါသူတို့ခေရည်ကျင်းမှုပဲနေပါဦးနဲ့အမေကြီးပြောပြကြတယ်တော့မြန်မြန်ပြောမြန်မြန်ပြန်လာခဲ့အမေကြီးသွားတယ်သူကအိမ်အောင်ပဲတွေးနေပြီပေါ့မိဘကလည်းမသိမပေးမင်းဘာမှမသိနဲ့လက်ခံလိုက်တယ်လက်ခံမှာပေါ့တို့သမီးဒီလောက်အယုတ်ဆိုတယ်ဒီဘဝအိမ်တော်မကြဘူးလို့သူတို့ထင်ထားတာလေဒီထင်းကလွဲနေတဲ့အိမ်တော်ပဲတွေ့ပြန်ပြီဆိုတော့ဘာပဲဖြစ်ညာဟဲညာပါရောနေတိုင်းပြင်စားပါပဲအိမ်ကိုရှင်ပြန်လာရတယ်တကောင်ကျော်လူလေးပါမသိအောင်ဒါပဲရက်ဒီလာတွေကြာလာရင်ဒီနေ့မို့ဒီနေ့ပြီးမှာပေါင်းရပြီးရင်ကဒုက္ခရောက်မယ်တဲ့အဲ့ဒီခေတ်ကစပြီးတော့တို့နိုင်ငံပြီးတော့ရှင်ပြန်ခေတ်အထိရှင်ပြန်ကိုတတ်တယ်လူရှင်ပြန်လောက်ရတယ်သူတို့အစဉ်လာရှင်ပြန်ကသူပေမှာကြောက်တယ်ပြီးတဲ့လူကပိဋိလမ်းကနေ6တိုင်သူပေမှာဒီမိမနန်းတော်ရဲ့ကြောင်ဘယ်လိုလုပ်အောင်ကောင်းမလဲဒီတိုင်းခေါ်ပြီးမိဖုရားမြောက်တာဘလို့မှမိဖုရားမြောက်တယ်လို့ပြည်သူကရှင်းတတ်မှာမဟုတ်ဘူးရှင်ပြန်ကြံတယ်ကြံတော့အကြံပေါ်သွားတာပေါ့ပင်စားပါလေအိမ်သူ့ပြည်စီတွေထားခဲ့တိတ်တိတ်ပြန်သွားမနေ့မို့ရသူကပြည်စီရောက်တယ်တဲ့တိတ်ဆက်ချင်းရှားကြရဲ့တဲ့
ရှားတော့တွေ့တာပေါ့သူထားခဲ့တာဟောတကိုးဖြစ်နေပိဿပါပြီနန်းတော်တဲ့ရောက်သွားတော့တကိုးမှနေသူမကိုးဘူးတဲ့ညမကိုးဒီလိုနေနေဘယ်လိုလုပ်အောင်လဲကျမယောက်ျားယူလာတာတဲ့နှစ်ယောက်ျားဘယ်လိုလဲတဲ့မသိဘူးတဲ့ခဲနေတာပြဿနာကမသိဘူးတဲ့မသိရင်နေမဲတဲ့မသိဘူးဆိုရင်လက်ညှိုးကန်ကြည့်ရင်တော့သိပါတယ်တဲ့ဘယ်ညလက်ညှိုးကန်ထားတာနဲ့တူတယ်အဲ့ဒါရှင်ကြီးကအခန်းကြီးကပိဿပါပြီခန်းနေတဲ့လက်ညှိုးဆိုင်အောင်ပေါက်ပေါက်ပြီးတော့နန်းတော်မှာရှိနေဝန်ကြီးတွေဝန်ကလေးတွေမင်းသားတွေအကုန်လုံးတက်လက်ပြီးလက်ညှိုးထည့်ရတယ်တဲ့ပိဿပါရအတွင်းကနေစမ်းတာပေါ့ဒါကျမတို့ကမဟုတ်သေးဘူးနဲ့လက်ညှိုးကန်ခါရတဲ့ပုဂ္ဂိုလ်ကြီးဆွဲသွားတာတဲ့ဟာဒီမိမခိုးတဲ့ရှင်မြစ်ပြည်စီဘယ်လောက်တန်မို့ရှိလဲပြည်တန်မို့ပြည်ပြီးငါဒီမိမယူမယ်လို့တွေးတယ်လူကြီးပဲတဲ့ရွှေချင်းရတို့ပကုံးရတို့ဓာပြသွင်းထားတာတို့ငယ်တုန်းကနားထောင်ရတယ်လက်ညှိုးထည့်လိုက်အမကြီးဝန်ကြီးတယောက်ကလက်ညှိုးထည့်လိုက်တယ်ဘာပြင်းတာအတွင်းကနေကန်လိုက်တာအရာရှိလို့အပီးရေးဆိုပြီးပုံပြီးလဲကြတာအပီးရေးတဲ့ဝန်ကြီးကဘုရားကဆိုလိုက်တယ်ပြီးတော့ပုံပြီးလဲကြသွားရောအဲ့ဒါမူလမဲ့ခင်မြေမုံတူတဲ့ကာမညာနာဝိပယုတ်ဒွေကုသိုလ်ရဲ့ဆွမ်းအားပဲဒါနရဲ့အကျိုးတွေနော်လောကမှာအဲဒီဒါနအကျိုးတွေမျိုးမျိုးပုံပုံခန္ဓာကောင်းယူပေးကြတာနောက်ဆုံးမှာရှင်မြေလက်ညှိုးထည့်လိုက်တော့လက်ညှိုးစံတော်မှာဒါကျမယောက်ျားကိုဝါတော့ဆိုရှင်မြေရသွားရောအဲ့ဒီလိုလုပ်ရတာမိဖုရားဖြစ်ဖို့လွယ်လားဟောခဲခဲရင်နဲ့မိဖုရားဖြစ်ရှင်မြေကြံကောင်းလို့ဉာဏ်လုံးနဲ့ရှင်မြေဆိုသူမိဖုရားဖြစ်ဖို့ဝေးသေးတယ်ဧကိလေသာဆံယနာမဟာကုသိုလ်အားလည်းဒီပိဿပါဠိဇာလမ်းမှာကာမညာနာဝိပယုတ်တွေကာမကုသိုလ်အားနဲ့လို့မိဖုရားအဖြစ်နေတယ်ဩဝါဒရိဇာလမ်းမှာကာမညာနာပါမတိကုသိုလ်ကိလေသာခြံရလို့မိဖုရားအဖြစ်မရောက်ဘူးဘုရားကြောအဖြစ်နဲ့တင်းတင်ရတယ်အဲဇာလမ်းနှစ်ပုဒ်ဘောဘဘာကမခင်ကာမဝရညာနာတံပြုတ်ကုသိုလ်ကိလေသာခြံရလို့အားနေတဲ့အကြောင်းအဲဒီဇာလံပြောအောင်ကတို့မြတ်စွာဘုရားသိရှိခြင်းကတော့အရှင်လောတကတိတ်တာဆိုတဲ့ရဟန္တာတစ်ပါးရှိခဲ့တယ်လောတကတိတ်တာတဲ့ရှင်းတော့ကလူကြီးတွေကတော့လောကတိတ်တာလို့ဆိုတယ်သာမကလောတကတိတ်တာတဲ့တို့ငယ်တော့ကလည်းလောကတိတ်တာလို့မှတ်လာကြတာကြည့်လို့စာရိဖတ်တော်မှာလောကတိတ်တာအမည်မှားနေတယ်လောတကတိတ်တာအရှင်လောကတိတ်တာကိုတာဝတိပြည်အနီးအင်ကြီးတစ်ထောင်ကြီးတဲ့တငါရွာကြီးမှာမနေ့ကနေလေနေကပြောတဲ့သုတိပိပဋိသန္ဓေတိုင်းဘယ်ဘဝကသုတိလာတယ်တော့မသိဘူးပဋိသန္ဓေဆိုတငါမျိုးသမီးပိုက်ထဲမှာဘဝအစလိုက်ရောရှင်လောကတိတ်တာလောင်ဘဝအစတာနဲ့တရွာလုံးမွဲရောတဲ့လုံးသားကိန်းလားဘယ်တော့မှမပြေလဲဘူးအဲ့တော့ရွာလူကြီးကတို့ရွာဒီလိုခြေနေစိုးနဲ့ခြေတော့ကလည်းကျုံတို့ရတယ်လို့မကြားခဲ့ဘူးခုငါတို့ခင်မှာကျုံတို့နေပြန်ပြီအဲ့တို့ရမှာသူရုံမှာရှိတယ်နဲ့တူတယ်အဲမဲခွက်ကြသို့အင်ကြီးတစ်ထောင်ခွက်လိုက်တာ900စီအရှင်လောကတိတ်တာအလောင်းပါတဲ့ဘက်မှာမွဲမြဲမွဲတယ်တနတ်တောင်အစာပြေအောင်မစားရဘူးတဲ့အဲထထခွက်လိုက်တာနောက်အရှင်လောကတိတ်တာအလောင်းမိခင်ရဲ့တအိမ်မဲ့ကျန်တော့တယ်အဖေကတော့ထွက်ပြေးရောတဲ့အမေကဘယ်လိုလုပ်ထွက်ပြေးမလဲသူပြေးနေဘိုက်ထဲမှာဒီကလေးကပါနေမှာမိခင်မေတ္တာဆွမ်းအားနဲ့တဏှာမှာအစာပြောင်စားပဲဆောင်းရလောင်းနဲ့ကလေးကိုကိုယ်မပြည့်အောင်စောင့်ထိန်ပြီးတော့မွေးလာတာဒါမိခင်မေတ္တာမွေးပြီးတော့လည်းစောင့်ရှောက်အားတဲ့ကလေးကိုသူတဏှာမှာအစာပြောင်မစားရဘူးကလေး9နှစ်အရွယ်ရောက်တဲ့အထိကလေးကိုရှာဖွေကျွေးရတယ်9နှစ်သားအရွယ်ရောက်တော့အမေကခွဲကလေးတကူပေးဟိုချမ်းနဲ့သွားတောင်းသားချမ်းနဲ့သွားတော့မမြင်တော့တဲ့အချိန်မှာအမေကလည်းထွက်ပြေးရောတဲ့ကိုမရှိအမိတော်တဲ့တာသားတွေ့ခဲ့တယ်တဲ့ကဘာမိလောင်သားကောင်ချနေတဲ့လောကစကားရှိတယ်
ကိုရင်တို့ယရနာသားပြီမဲ့လို့ကိုမကြည့်ရင်ရည်ရှိမဆက်ဆံဘူးတဲ့မိဘဒါကြောင့်မလို့ကိုခေအဲ့ဒီအမေမျိုးဆင်းရဲဒုက္ခရောက်တာမဟုတ်ဘူးပြောဆိုမကောင်းလို့စိတ်ညစ်ရုံနဲ့အမွေပြတ်တဲ့စုံစမ်းရသိခါမှာဆိုတရက်လာတဲ့ထဲကျင်ညာပြတာနော်အဲ့ဒါကောင်းလေးမိမရှိဖားမရှိကြုံရမှာအိတ်မြေပြင်မှာလမ်းမကြောင်ကြားနေတဲ့ထမိတ်လုံးလေးတွေတစည်းစီကောက်ပြီးတော့ရှာဖွေစားရတယ်အစာပြောင်တူတနည်းမှမစားရဘူးရှင်သာရိပုတ္တရာဆုံးခံရင်ကြုံတွေ့တော့ကလေးခေါ်ပြီးမေးတယ်မိဘဖြစ်မှပြီးတော့မင်းကိုရင်မွတ်ချင်မလားတဲ့ဝတ်ချင်ပါတယ်တဲ့ဒီပြတော့မလုံဘူးဘယ်သူကဝတ်ပြီးမှလဲတဲ့အေးမင်းဝတ်ချင်ကဝတ်ပြီးမှပေါ့ကွာတဲ့ငါတော့လက်ခဲတဲ့အကြောင်းခေါ်သွားရှင်သာရိပုတ္တရာကိုယ်တိုင်ပဲညစ်ပတ်ပြီးစုပ်ပြနေတာရေချိုးတန့်ရှင်းသူ့အရွယ်နဲ့တော်တဲ့သင်္ကန်းချုပ်ကိုရင်လေးဝတ်ပေးပြီးဆရာတပည့်ဆုံးခံသွားတယ်ရှင်သာရိပုတ္တရာမှလည်းဆုံးမရဘူးကိုရင်လေးမှလည်းဆုံးတစည်းမှမရှိဘူးဆုံးမရဘူးဒါပေမဲ့တရားတော်မတွေရဲ့မျက်စိတွေမှာကိုရင်လေးတပည့်မှာပြည့်မောက်ရှာနေတယ်တဲ့ဆုံးနေဟင်းနေဟာဒီကိုရင်တဲ့ဘုန်းကြီးတာပဲဟေးတို့ထက်စရာတောင်မရှိတော့ဘူးဆိုပြီးပြန်ယူသွားကြတယ်တဲ့မှာကိုရင်လေးတပည့်ထဲမှာဆုံးတစည်းမှမရှိဘူးတဲ့အကုသိုလ်ရဲ့လှည့်စားတာရှင်သာရိပုတ္တရာဆရာကငါလည်းဆုံးမရဘူးဘာကြောင့်လဲလို့ဘောဂိနိဝါဒနုပ္ပရိယဘိညာဒိဗ္ဗစေကုဆွမ်းရည်နဲ့သုံးသပ်ကြည့်လိုက်တော့ကိုရင်ကလေးရဲ့အကုသိုလ်ကြောင့်သူတောင်မရဘူးအကုသိုလ်ခိုင်းကြရိုက်တာနော်အကုသိုလ်ရှင်ကိုလည်းဆိုးချုပ်ပေးတယ်အကုသိုလ်ရှင်နဲ့ဆက်ဆက်သူကိုလည်းဆိုးချုပ်ပေးတယ်ရှင်သာရိပုတ္တရာတော့ဆုံးမရဘူးတကယ်ရဟန္တာထိတ်တန်းကရဟန္တာကြီးအဲ့တော့ကိုရင်ကလေးအကြောင်းကြောင့်ပြီးတော့ရှင်သာရိပုတ္တရာကိုရင်ကလေးကြောင်းပြန်တော့တပားနဲ့ဆုံးခံသွားမှဆွမ်းရတယ်ကြောင်းပြန်လာကိုရင်ကလေးစီကိုဆုံးပုတ်ခိုင်းတယ်တဲ့ဂရုစိုက်ပါတဲ့သူတပည့်ကိုရင်ကလေးစီဆုံးပုတ်သွားတဲ့ပုဂ္ဂိုလ်ကတချို့ကလည်းမေ့ပြီးစားပြစ်တယ်တချို့လည်းသမင်းကိုစားပြစ်တာသွားမပုတ်ဘူးတဲ့အဲ့ဒါကိုရင်ကလေးမှာတရေမှအစာပြအောင်မစားရရေတော့နေရတာတော့အဲ့သူတရားမှတ်တယ်ကိုရင်လေးကကြိုးစားတယ်အစာစားဒီဝိုင်းပြီးကြာစီမပြည့်နဲ့ပါလားစားပြီးလို့ဗိုက်လေးရင်လည်းငါဗိုက်လေးတယ်မမှတ်သေးဘူးလို့မနေရဘူးတဲ့မှတ်ရမယ်မစားရကြလို့ဗိုက်စားရင်လည်းငါဗိုက်စားတယ်မှတ်သေးဘူးလို့မနေရဘူးတဲ့စားလဲစားတယ်မှတ်ရမယ်ဗိုက်လေးလည်းလေးမှတ်ရမယ်အဲ့ဒီလမ်းကြောတိုင်းကျင့်နေကိုရင်လေးတဏှာမှာစားပြီးအောင်မစားရဘူးကျင်းနဲ့အသက်ကတပြေးပြေးရလာ20ကျော်အသက်20ကျော်ပဇင်းတက်ပဇင်းတက်ပြီးရဟန္တာဖြစ်တော့တာပဲပညာပုံညာ4ချိန်နိဗ္ဗာန်မျက်မှောက်ပြုရဟန္တာဖြစ်ပြီးရင်ပရိနိဗ္ဗာန်ဆံမယ်တဲ့ဘယ်သက်ပဲရောပရိနိဗ္ဗာန်ဆံတယ်ပရိနိဗ္ဗာန်ဆံတယ်ဆိုသုတိဖြစ်တာနော်သုတိဆိုတာတာမန်လူကိုသိတယ်လို့ခေါ်တယ်သောတာပတ္တရာကအနာဂတ်အထိသိတယ်လို့ခေါ်လို့ရတယ်သောတာပတ္တရာအနာဂတ်မှာဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းသိတယ်လို့ပဲခေါ်လို့ရတယ်ဟောရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့သုတိကိုသိတယ်လို့မခေါ်ရဘူးတဲ့ပရိနိဗ္ဗာန်ဆံတယ်ခန္ဓာဝန်ချတယ်လို့ခေါ်ရတယ်သုတိပရိနိဗ္ဗာန်ဆံမယ်သူ့ဆရာဘုန်းကြီးကိုသိပေဦးမှာသူဆရာဘုန်းကြီးစီသွားတယ်12နာရီကျော်နေပြီဆရာဘုန်းကြီးမေးတယ်ဒီနေ့နေ့လည်ဆုံးစားကြရလားတဲ့စားရပါလိမ့်မယ်ဖေဟာတဲ့မစားသေးဘူးလို့မဖြေဘူးစားရပါလိမ့်မယ်လို့ပြောမစားသေးဘူးလို့အဓိပ္ပာယ်ထွက်တယ်အဲဒါအချိန်ကြည့်တဲ့တော့မွန်းလွဲနေပြီရှင်သာရိပုတ္တရာသင်္ကန်းယုံတပိတ်ပိုက်ကောသနာရှင်မြတ်နဲ့တော့သွားပြီးရက်တယ်ကောသနာရှင်မြတ်အချိန်ကြည့်ပြီးစတုမရုတပိတ်အပြည့်လွတ်လိုက်တယ်ပြန်လာရှင်သာရိပုတ္တရာတပိတ်ကိုယ်တိုင်ကိုင်ထားတယ်အရှင်လောကတိတာခေါ်ပြီးတော့စားရတယ်ရှင်လောကတိတာစားရတယ်စတုမရုတပိတ်သူ့ပြေးလိုက်ရင်ကြောက်အောင်ပါသူအကုသိုလ်ကလည်းလောက်ကြည့်တာကိုရှင်သာရိပုတ္တရာကိုင်ထားလို့ပရိနိဗ္ဗာန်ဆံမဲ့နေ့နောက်ဆုံးတစ်ကြိမ်အစာပြောင်စားရတယ်တဘွားတစ်သက်တာမှာအစာပြောင်တစ်ကြိမ်ပဲစားရတယ်ရဟန္တာဖြစ်တဲ့နောက်ဆုံးဘဝအရှင်လောကတိတာပြိဋိဘံဇံရောဇံတော့ရဟန္တာလျှောက်ကြတယ်မြတ်စွာဘုရားအရှင်လောကတိတာဗျာရဟန္တာတော့ဖြစ်ပါတယ်လက်လက်ကရှားပါလိုက်တာတဏှတ်မှာတောင်အစာပြောင်စားရဘူးရဟန္တာဖြစ်တဲ့အကြောင်းကဘာလဲဗျာသူလက်လက်ပါရှားပါတဲ့အကြောင်းကဘာလဲအကြောင်းနှမျိုးအဲ့တော့မြတ်စွာဘုရားငါးချက်သားလောတကတိတ်တာဟာကာသဗမြတ်စွာဘုရားလက်ထက်ကကျောင်းတိုင်းဘုန်းကြီးဖြစ်ခဲ့တယ်အဲ့ဒီမှာကျောင်းတိုင်းဘုန်းကြီးနဲ့သတိပဋ္ဌာန်ကျင့်နေတော့
ကိုယ်ကဘုန်းကြီးတွေလုံးမဟုတ်ဘူးပရိပဒံကျင့်တယ်အဲဒီကြောင့်တဲ့ဘုန်းကြီးရဲ့အရေးချင်းကပကတတော်သီလဝါတယ်သီလဝိတ္တုကြီးအပြည့်ရှိတယ်အာရတဝိပဿကောတဲ့သူပရိပဒံဝိပဿနာကျင့်တာအနည်းဆုံး၄ညာအမြင့်ဆုံး7ညာအဲ့ဒီအရေးချင်းရှိတယ်အဲဒီလိုဝိပဿနာကျင့်လက်ကကျင့်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တောင်မှကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီးပြီးမခံနိုင်ရင်ဒုက္ခများတယ်လားဒီနေ့အာဂန္တုတစ်ပါးရောက်တယ်တဲ့မွန်လွယ်အာဂန္တုရောက်လာတော့အာဂန္တုဘုန်းကြီးကိုဆောင်းတဲ့ဘုန်းကြီးစစ်တယ်ဒီနေ့နေ့လက်ဆောင်ဘယ်နေရာစားကြတယ်လဲစင်မေတော့သူ့เจ้าတကာအိမ်ဖြစ်နေတယ်เจ้าတဲ့ဘုန်းကြီးကဟာငါเจ้าတကာအိမ်မှာသူနေ့လက်ဆောင်စားကြတယ်ဆိုပါလားငါเจ้าတကာများသူ့ကြည်ညိုပြောင်းသွားရင်ငါဒုက္ခများကြီးရဲ့အာဂန္တုဘုန်းကြီးကထုံเจ้าဒေါသကိလေသာတွေပေါ်ပြီဟောသူမှပုဗ္ဗဘာကမဲ့ရင်ကာမဝဒရညာဏတံရဲ့ကုသိုလ်ကရပြီးတာနော်အဲဒီကုသိုလ်ရဲ့နောက်မှအာဂန္တုဘုန်းကြီးနဲ့တွေ့ပြီးအာဂန္တုဘုန်းကြီးပေါ်သုံးကြောင်းပြီးမစ္စရိယဒေါသကိလေသာဖြစ်တာအာဂန္တုဘုန်းကြီးကိုမကြည်လင်မှုသူစကားကောင်းမှမပြောဘူးအညာလေးကြောင့်ကြောင်းတကာကြောင်းရောက်လာကြောင်းလေးတန့်ရှင်းလို့အာဂန္တုဘုန်းကြီးရဲ့အိယာကလေးနဲ့တန့်ရှင်းအာဂန္တုဘုန်းကြီးရှိတဲ့လက်တွေရှင်နေလို့ဖြတ်ပြီးကောင်းမတည်းလို့ရိပ်ပြီးပို့ဆိုးတာပေါ့ကြောင်းတဲ့ဘုန်းကြီးစိတ်ပြောလည်းမပြောတာကျောင်းတကပြန်လာနေတော့လာလျှောက်တယ်နေ့ချင်းအာယုံကိုအာဂန္တုဘုန်းကြီးမှာပြင်ပြီးကြွခဲ့ပါခင်ဗျာတဲ့အေးတဲ့ပြောထားလိုက်တယ်နောက်နေ့သွားတော့တပားတဲ့သွားတယ်အာဂန္တုဘုန်းကြီးမပါပါလားခင်ဗျာတဲ့မင်းဘုန်းကြီးကသိအိတ်ကြီးတာကွာတုံးခေါက်လို့တော့မလို့ဘူးတဲ့သူတုံးခေါက်တာကရိုက်လိုက်ကြဒုံနဲ့ခောက်ပြီးရိုက်တာမဟုတ်ဘူးလက်သက်နဲ့အသားလေးတိုးတယ်အတန်ထွက်ရင်နိုးလို့ခေါ်နေရမှာဆိုလို့အဲ့ဒါအကုသိုလ်တွေကျောင်းတကာကအိတ်ကြီးတယ်ပြောပြီးသူကစိတ်မပြတ်ပါဘူးမနေ့ကခီးပန်းလာလို့ဖြစ်ပါလိမ့်မယ်အိတ်ပြောလုံးလာခီးပန်းလို့တဲ့ကြည်ညိုမပြတ်ဘူးသူ့ဘုန်းကြီးလည်းကြည်ညိုမပြတ်ပါဘူးကောင်းမွန်ရိုးသေးသေးစိတ်ကသူ့ဘုန်းကြီးစားတော့ပြီးတဲ့အခါသူ့ဘုန်းကြီးရဲ့တပိတ်ကိုအသာရည်နဲ့တားရင်ဆေးဆွနေနေထက်အာဂန္တုဘုန်းကြီးလူပေးပါဗျာတဲ့အေးဆိုယူလာတယ်ဒီလောက်ဆွနေနေကောင်းကောင်းမွန်စားနေရတယ်ဒီဘုန်းကြီးကြောင်းနေရဆွဲထုတ်တော့ထွက်မှာမဟုတ်ဘူးအဲ့ဒါဒီဆွနေကဖြောက်ပြပြမှာတော်မယ်ဘယ်လိုဖြောက်ရကောင်းမလဲခြုံနဲ့တွင်ရင်လည်းကြီးစားခွေးစားနဲ့ဒီအမှုပေါ်မယ်ရေတဲ့သုံးလို့ရင်းနဲ့ထောဝစီတဝဲဝင်နဲ့ဒီမှုပေါ်မယ်ဘယ်လိုဖြောက်ရကောင်းမလဲလို့တွေးပြီးကျောင်းကိုပြန်လာကျောင်းတဲ့အိမ်ထဲကဝေးတော့တောရကျောင်းလိုင်းနဲ့လမ်းလေးမှာမီးရှို့နေတာတွေ့တာဟာအတော်ပဲတဲ့မိဘုံနဲ့လောင်းချပုံပြည့်ခဲ့မီးလောင်ပြီးပြာဖြစ်သွားရောအစပြောက်ရောကျောင်းရောက်တော့အာဂန္တုဘုန်းကြီးမတွေ့ဘူးအဲ့ဒီမှာသူထိတ်တာဟာဒီဘုန်းကြီးရန်နာကြီးနဲ့တူတယ်ငါကြောင့်လည်းသူသိကုန်ပါပြီငါမလုပ်တင်တာတွေလုံးမိပြီအဲ့ဒီမှာသူနောင်တကုက္ကုဇ္ဇနိဝရဏမှာကုက္ကုဇ္ဇနိဝရဏဥဒိစ္စကုက္ကုဇ္ဇနိဝရဏဥဒိစ္စနိဝရဏကုက္ကုဇ္ဇနိဝရဏလို့နှစ်ခုခွဲရတယ်နော်ဥဒိစ္စနိဝရဏကစိတ်ပြန်လာကုက္ကုဇ္ဇနိဝရဏကပူပန်လာပူပန်နေဆိုတော့အတိတ်မလုတ်တင်တာကိုလုတ်ခဲ့မိတာလေအတိတ်အကြောင်းကိုတွေးပြီးတော့ပူတယ်လုတ်တင်တာမလုတ်ခဲ့မိတဲ့အတိတ်အကြောင်းကိုလည်းတွေးပြီးတော့ပူတယ်အဲ့ဒါကုက္ကုဇ္ဇနိဝရဏလို့ခေါ်တယ်သူအမှတ်မနိုင်ဘူးမှတ်တတ်တယ်မှတ်နေမှတ်တတ်တယ်လေးညာ7ညာတောင်ရတဲ့အရေးချင်းရှိနေတဲ့ပုဂ္ဂိုလ်အဲဒီပူပါမကုက္ကုဇ္ဇနိဝရဏမမှတ်နိုင်ဘူးသူအကုသိုလ်တွေပဲတိုးပွားဒီဘဝမှာကိုပဲဝါအောင်မစားရတော့ဘူးတဲ့အကုသိုလ်ရဲ့ဆိုးကျိုးလုံးလုံးတယ်နော်အဲဒီဘုန်းကြီးသုတိလို့ပြန်တော့ဝင်တော့အဝိဇ္ဇငရေရောက်တယ်အဝိဇ္ဇငရေမှာကြာကြီးနေပြီးမှငရေကသုတိလို့လည်းဆိုတော့ခွေးဝိကံပိုက်ထဲမှာခွေးဖြစ်တယ်ခွေးတဘဝဆုံးလို့သုတိပြီးတော့ခွေးဝိကံပိုက်ထဲမှာပဲအဲဒါခွေးဘဝကြီးအကျိန်900တဲ့နံပါတ်900ခွေးဘဝသုတိလို့ပြီးတော့ဘလူဘဝရောက်တယ်အဲဒီဘလူဘဝသုတိပြီးရတယ်ဘလူဘဝရောက်တယ်ဘလူဘဝ900တဲ့ဘုန်းကြီးပြန်တော်မူသေးပြီးအဝိဇ္ဇရောက်အဝိဇ္ဇကသုတိလောပြီးတော့တကခွေးဘဝ900ဘလူဘဝ900
နံပါတ်900ဘလူဘွားသုတိလို့တင်လိုက်တော့အဲ့ဒီတငါရွာမှာအရှင်လောတကဒိဋ္ဌနောက်ဆုံးရဟန္တာဖြစ်တဲ့ဘဝပဋိသန္ဓေအဲ့ဒီဘဝအစဉ်မှာခွေးဖြစ်တဲ့အချိန်ကတဘဝအဲ့ဒီတဘဝမှာတစ်ချိန်တည်းရဲ့အစာပြောင်စားရတယ်လမ်းသွားရင်အပတ်တွေတွေ့လို့ဘလူဖြစ်တဲ့ဘဝ900မှာလည်းတဘဝတစ်ချိန်တည်းရဲ့အစာပြောင်စားရတယ်ကိုယ်ဟောညစ်ကြေးတွေတွေ့လို့ဒီခေတ်လို့ဆိုကိုယ်ဟောညစ်ကြေးတောင်စားဖို့မလွယ်ဘူးနော်အဲ့ဒါဟိုကတော့ရတယ်မှာကိုယ်ဟောညစ်ကြေးတွေသုတ်တန်ဒီတိုင်းပြထားတာအဲ့ဒါကြောင့်စားရတာသူခင်ဗျာဒီခေတ်ဆိုရင်ခေတ်ကတိုးတက်တဲ့ခေတ်ကျမကြီးအတွက်လည်းအကုန်လုံးအပြတ်ရှင်းရတာကစားခြင်းစားကြစားတဲ့ပုံကိုယ်တွေတောင်မလွယ်တော့ဘူးယဟန်ဘဝယန္တာဖြစ်တဲ့ဘဝနောက်ဆုံးရှင်သာရိပုတ္တရာတပိတ်လက်နဲ့ကန်ကျွလို့စတုမတုတစ်ကြိမ်အဲ့ဒီဘဝမှာအစာပြောင်စားရတယ်အဲ့ဒါဧကိလေသာခြံရလာမဟာကုသိုလ်အားနဲ့တည်ဆိုတဲ့စကားနဲ့ပတ်သက်တယ်ဟောပုဗ္ဗဘာကမဲ့ခင်ကာမဝဒညာဏပံမြေကုသိုလ်ကိလေသာနောက်ကခြံရလို့ဒုက္ခတွေများလိုက်တာသူနဲ့ဆက်သက်တဲ့ပုဂ္ဂိုလ်တွေလည်းအကုန်ဒုက္ခရောက်တာပဲတောင်ရှင်သာရိပုတ္တရာတောင်သူနဲ့ဆုံးခံသူသွားကကြောင်းပြန်လွှတ်ရတယ်တပားတွေသွားမှရတယ်အမေဖေးလေးလည်းထွက်ပြေးအဲဒီမှာသူတာဝိကယူကြမှတ်ချက်ယူကြကအကုသိုလ်ဟာအကုသိုလ်ရှင်ကိုလည်းဆင်းရဲဆိုကြပေးတယ်အကုသိုလ်ရှင်နဲ့ဆက်သက်သူကိုလည်းဆင်းရဲဆိုကြပေးတယ်လို့ဒါနားလည်ရမှာနော်ကာမကုသိုလ်ဟာလည်းထိုနည်းတူပဲကုသိုလ်ရှင်ကိုလည်းချမ်းသာကောင်းကြပေးတယ်ကိုယ်လိုရှင်နဲ့ဆက်ရသူကိုယ်လည်းချမ်းသာကောင်းကြပေးတယ်ဟောဓမ္မပဒဝတ္ထုတော်ကြီးမှာဖတ်ကြည့်ကိုရင်တိတ်တာတို့ကိုရင်ဒုက္ခတို့ကိုရင်ပါဏိတာတို့ကိုရင်ပါဏိတာကလေးငယ်ငယ်မွေးလာတော့မွေးလေအထိမ်းမှာရှင်သာရိပုတ္တရာတော့ပေးပြီးတော့ဆုံးကတ်တယ်ရှင်သာဟဲ့ကလေးနာမည်ပေးပြီဗလားပေးရတယ်ဘုရားဘယ်လိုပေးမလဲတဲ့ဒီကလေးတပည့်တော်ဘိုက်ထဲရောက်တဲ့နေရာတိုင်းတစ်မျိုးလုံးဉာဏ်ထိုင်းတဲ့လူတွေဉာဏ်ကောင်းလာတယ်တဲ့သိလို့ကြလို့ဆင်ပြေတယ်အဲ့ဒါဒီကလေးကိုပါဏိတာလို့နာမည်ပေးခြင်းတယ်အေးအေးတဲ့9နှစ်အရွယ်ရဟန္တာတွေဖြစ်ကုန်တာအဲ့ဒီကလေးတွေကိုရင်ဒုက္ခကြတော့ဒီကလေးဘယ်လိုနာမည်ပေးမလဲဆိုဒီကလေးတပည့်တော်ဘိုက်ထဲကိုရတဲ့နေရာကတစ်မျိုးလို့တစ်မျိုးလုံးစီဝါရေးတွေပြေးတယ်ကျမ်းမာရေးတွေကောင်းတယ်ချမ်းသာကြတယ်ဗျာတဲ့ဒါဒီကလေးကိုဒုက္ခလို့အမည်ပေးမယ်အဲ့ဒီဇာတ်လမ်းမှာကိုရင်ပါဏိတာတို့ကိုရင်ဒုက္ခတို့ရဲ့ကာမကုသိုလ်ဟာသူနဲ့ဆက်သက်တဲ့ဆေးမျိုးတွေကိုလည်းချမ်းသာကောင်းကျိုးပေးတယ်နော်ဒါကာမကုသိုလ်ကရအောင်လုပ်ပါအကုသိုလ်ရအောင်မလုပ်နဲ့လို့ဆိုလိုတယ်သဘောပေါက်လားဤကိလေသာခြံရလာမဟာကုသိုလ်အားနေသည်ဒါကာမကုသိုလ်ခွဲပြသည်ခေါင်းစီအောက်ကစာကြောင်းလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပါတာထောင်းရကိလေသာလည်းပြီးပြီအချိန်နဲ့ကုန်သွားပြီတော်ရအောင်